ကလေးလေးတယောက်ကအဖျားတက်တယ်အစာမစားချင်ဘူးပါဇက်ထဲမှာလည်းအနာတွေဖြစ်နေတယ်ခြေဖွားလက်ဖွားမှာလည်းအန်ဒီဇက်တွေထွက်နေတယ်ဆိုရင်ဒါကရိုးရိုးတာမန်အပူဖုမဟုတ်နိုင်ပါဘူးဆေးလေးယုံနဲ့တော့မရပါဘူးကလေးတွေမှာဖြစ်တတ်တဲ့ဒီလက်ခြေပါဇက်ယောဂ HFMD ဖြစ်နေနိုင်ပါတယ်ဒီလက်ခြေပါဇက်ယောဂ HFMD ဆိုတာကအသက်9နှစ်အောက်ကလေးတွေမှာအဖြစ်များတဲ့မူကြိုစာတင်ခန်းတွေဒီကလေးအချင်းချင်းကစားနေကြနေရာတွေဒီယာတွေကနေတဆင့်တယောက်ကလေးတယောက်နဲ့တယောက်လှည့်မြန်စွာကူးစက်နိုင်တယ် HFMD ဖြစ်လာပြီဆိုရင်တော့ကလေးအများစုဟာတပတ်ကနေ10ရက်အတွင်းမှာပြန်ပြီးတော့တက်တာလာတယ်ဒါပေမဲ့ဒီကြားထဲမှာတော့ကလေးလေးရဲ့ပါဇက်ကအနာကရေမတောက်နိုင်ဘူးအစာမစားနိုင်ဘူးဒါကြောင့်မလို့ရေတက်ခံချောင်းတဲ့အဆင့်ထိတောင်ဖြစ်သွားတတ်ပါတယ် HFMD မှာအဓိကတွေ့ရတဲ့လက္ခဏာ၃ချက်ရှိတယ်ပထမတစ်ချက်ကရိုးရိုးတာမန်တုပ်ကွေးလိုပဲအဖျားတက်မယ်လေချောင်းနာမယ်အစာမစားချင်ဘူးကလေးကနှုံးကြည့်နေမယ်ဒုတိယအချက်အနေနဲ့ခါကျတော့ကလေးရဲ့ပါဇက်အာခေါင်အတွင်းမှာအနာတွေပေါ်လာမယ်အစာမျိုးချလဲနာမယ်ရေတောက်လဲနာမယ်ကလေးလေးကရေအေးအေးလေးတောက်မယ်ဆိုရင်တော့ရနိုင်တယ်အဲ့ဒါတွေကိုပဲပို့ပြီးတော့တောက်ချင်စိတ်တွေဖြစ်နေတတ်တယ်တတိယအချက်ကကလေးရဲ့ဒီလက်ပွားတွေခြေပွားတွေမှာအနီဇက်လေးတွေပေါ်လာတတ်တယ်အရေးကြီးမှုလေးတွေပေါ်လာတတ်တယ်ကလေးရဲ့တင်ပါးတွေလက်မောင်းတွေခြေထောက်တွေမှာတော့ဒီအနီဇက်လေးတွေတော့ထွက်နိုင်နေတယ်အဓိကကတော့လက်ပွားခြေပွားမှာပို့ပြီးတော့ထွက်တတ်တယ်ဒီ HFMD ကဘယ်လိုကူးစက်တတ်တာလဲဆိုတော့ယောဂပိုးရှိတဲ့ကလေးရဲ့တတွေးတွေနှာရည်တွေချောင်းဆိုးတာတွေထွက်တဲ့အမုံတွေအရေးကြီးမှုတွေထဲကအရည်လေးတွေပြီးတော့ဒီကလေးရဲ့ဝမ်းကတဆင့်နေပြီးတော့ virus တွေကတခြားကလေးတွေစီကိုကူးစက်နိုင်တယ်ပြန့်နှံ့နိုင်တယ်အဲ့ဒါကြောင့်မလို့ကလေးတွေအတူ sharing တုံးနေတယ်အယုတ်တွေခွက်တွေဇွန်းတွေပကံတွေပြီးရင်မကြာခဏဒီကလေးလေးအချင်းချင်းထိတွေ့နေရတဲ့နေရာတွေကနေတစ်စက်လဲကူးစက်အဲ့တော့ကိုယ့်အိမ်မှာရှိတဲ့ကလေးလေးတယောက်ကိုယ့်ဘေးနားမှာရှိတဲ့ကလေးလေးတယောက်က HFMD ယောဂဖြစ်လာပြီဆိုရင်ဒီကလေးလေးကိုရေအေးလေးမကြာခဏတိုက်လို့ရတယ်စွတ်ပြုတ်တွေဆန်ပြုတ်တွေတိုက်မယ်ဆိုရင်လည်းပဲအေးခံပြီးမှပဲတိုက်လို့ရမယ်ပြီးရင်ကလေးရဲ့လက်ဖွားတွေခြေဖွားတွေမှာရှိတဲ့ဒီအရည်ကြီးမှုတွေကိုတွားပြီးတော့မဖောက်ပါနဲ့တက်တက်ရင်ထားပြီးတော့တခုခုကင်လွယ်ပြီးတိုင်းလက်ကိုစက်ပြနဲ့စက္ကန့်20လောက်ကြာအောင်တေချာလေးဆေးပေးရမယ်ကလေးရဲ့ဖြားတာနဲ့ကလေးရဲ့ပါးစပ်နာတာအတွက်ဆေးပေးမယ်ဆိုရင်လည်းဒါဆရာဝန်ညွှန်ကြားချက်ဒါမှမဟုတ်ကျန်းမာရေးဝန်ထမ်းရဲ့ညွှန်ကြားချက်တွေအတိုင်းပဲပေးရမယ်ကလေးကိုအကိုက်ခဲပျောက်စေတွေတွားပြီးတော့မပေးပါနဲ့ပိုးတက်စေအန်တီဘိုတိတ်တွေတွားပြီးတော့ကိုယ့်တဘောနဲ့ကိုရှောင်မတိုက်ပါနဲ့အခုဖြစ်နေတာက HFMD ဆိုတာ virus ပိုးပါကျွန်တော်တို့တွေ့နေကြကလေးတွေကိုတိုက်နေကြအန်တီဘိုတိတ်ပိုးတက်စေဆိုတာကဘက်ထရီယာပိုးတွေကိုပဲနိုင်ပါတယ် HFMD က virus ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဆေးတွေနဲ့မရပါဘူးဒီကလေးလေးတွေအတုံးများတဲ့အစော့များတဲ့အယုတ်တွေကိုတေချာလေးတန့်ရှည်လုပ်ဖို့လိုပါတယ်ကလေးလေးတွေရဲ့ဒီခွက်တွေဇွန်းတွေပကံတွေအစားအစာတွေကိုတခြားကလေးတွေနဲ့အမျှဝေတုံးဆွဲခြင်းမပြုတ်တက်ပါဘူးအထူးသဖြင့်တော့ဒီယောဂပြန့်ပွားတဲ့ကာလတွေမှာဆိုရင်မျှဝေတုံးဆွဲခြင်းမပြုတ်တက်ပါဘူးအဲ့တော့ HFMD ကလေးလေးကဘလို့အခြေအနေမှာဆေးရုံဆေးခန်းမဖြစ်မနေတွားရမလဲဆိုရင်ကလေးကရေမတောက်နိုင်ဘူးအန်တာမရက်ဘူးအရန်ကိုမှိန်းနေမယ်စီးနဲလာမယ်ပုံမှန်အပြုတ်မူကပြောင်းလဲလာမယ်ဒါမှမဟုတ်လည်းအဖျား3ရက်ကြော်လာမယ်မကြဘူးဒါလိုမျိုးအခြေအနေဆိုရင်တော့ဆေးရုံဆေးခန်းကိုမဖြစ်မနေတွားပြတက်ပါတယ်အကယ်ကလေးလေးက6လအောက်မှာကလေးကဒီယောဂဖြစ်မယ်ဒါမှမဟုတ်လည်းကလေးကကိုယ်ခံအားကျတဲ့ယောဂတခြားယောဂတခုခုရှိနေမယ်ဆိုရင်လည်းပဲမဖြစ်မနေဆေးရုံကိုအမြန်တွားပြဖို့လိုအပ်ပါတယ်အဲ့တော့ဒီလက္ခဏာတွေကမိဘတွေပဲဖြစ်ဖြစ်အုပ်ထိန်တဲ့လူတွေပဲဖြစ်ဖြစ်မူကြိုဆရာမတွေပဲဖြစ်ဖြစ်ကျန်းမာရေးဝန်ထမ်းတိုင်းပဲဖြစ်ဖြစ်တီးကိုတီးထားတဲ့အချက်တွေပါအဲ့တော့လိုအပ်တဲ့အချိန်ပြန်ကြည့်လို့ရအောင် save ထားပေးပါကြံတဲ့ကလေးမိဘတွေတည်ရှိလို့ရအောင် share ပေးပါဦးဗီဒီယိုကိုဒီကြည့်ပြီးတော့ကြောင်းမလို့ကျေးဇူးတင်ပါတယ်အဆအရရအဆင်ပြေပေးခင်ပါစေမင်္ဂလာရှိတော်နေလေးဖြစ်ပါစေ